motivate နဲ့အခုရက်ပိုင်းကြာမှပြန်ပြီးတော့မှအဆက်တွေရတဲ့အမှားပေါ့နော်အဆက်တွေရတဲ့အမှားအတွက် motivate ဖြစ်ပါစေပြီးတော့ဒီစာလေးဖတ်ပြခြင်းပေါ့နော်ဒါကတော့ Michelle Obama ရေးထားခဲ့တဲ့လုံထားတဲ့က၄အောင်စာအုပ်ထဲက Michelle ရဲ့ပြောပြချက်လေးပေါ့နော် Michelle ကပြောထားလဲဆိုရင်ကိုတန်ဖိုးထားတတ်ဖို့အတွက်ကိုယ့်ရဲ့အားနည်းချက်တွေကိုလည်းလက်ခံပေးရမယ်ဆိုတာကိုကျွန်မမြင်လာပါတယ်ကျမတို့လူသားအားလုံးဟာအလိုအခြေအနေမျိုးမှာမဆိုပိုကောင်းအောင်ကြိုးစားနေဖို့အမြဲစိတ်အားထက်သန်နေတာပါကိုယ့်ရဲ့တောက်ပတဲ့စိတ်ဓာတ်ကိုသိလေကိုယ်ကိုယ်သွေးကပိုပြတ်သားလာနေပါလေကိုယ့်ရဲ့အလေးအပေါ်မြင်လာရင်ကိုသိလာပါတယ်ကိုယ့်အကြောင်းကိုလူသားစွာသိလာနိုင်ပါတယ်ကျမအတွေ့အကြုံအရဒီလိုမျိုးကိုယ့်အကြောင်းကိုသိခြင်းပါကိုယုံကြည်မှုကိုတည်ဆောက်ပေးပါတယ်ယုံကြည်မှုရှိရင်စိတ်တည်ငြိမ်ရပါတယ်အဲ့ဒီကနေမှတခြားသူတွေနဲ့အတိတ်ပဲရှိရှိဆက်ဆံနိုင်လာတာပါအဲ့ဒါကကျမအတွက်အရာအလုံးရဲ့အခြေခံအုတ်ပါပဲအလင်းတစ်ခုကနောက်လင်းတစ်ခုကိုအားဖြည့်ပေးနိုင်တယ်လို့တန်မာတဲ့မိသားစုကတခြားမိသားစုတွေကိုခွန်အားပေးနိုင်ပါတယ်စိတ်အားထက်သန်တဲ့အတိုင်းအဝိုင်းတစ်ခုကအဲ့ဒီပတ်ဝန်းကျင်ကလူတွေကိုလည်းစိတ်အားတက်ကြွစေနိုင်ပါတယ်ဒါဟာကျမတို့တည်ဆောင်လာတဲ့အလင်းရောင်ရဲ့စွမ်းအားပါပဲဒါမီရှယ်ပြောတာပေါ့နော်နောက်ထပ်ဒီစာပါလေးတစ်ခုကယနေ့ချင်းကာလအနေနဲ့ကိုက်နေတယ်ဆိုတော့ဒါကိုလည်းပြပြချင်တယ်ပေါ့ကျွန်တော်တို့ဘာလဲဆိုတော့ Eric Rose ရဲ့ net ဆိုတဲ့အင်္ဂလိပ်လုံးတစ်ပြားနေပြီးတော့မှတောက်လောက်ထားတဲ့ပြောကြားချက်လေးပေါ့နော်ယနေ့ခေတ်ကာလနဲ့လုံးဝကိုက်နေတယ်ပေါ့နော်ဆိုတော့ကမ္ဘာလောကကြီးမှာသူကအကောင့်ကြီးပဲရှိနေတာလည်းမဟုတ်ဘူးအဆိုကြီးပဲရှိနေတာလည်းမဟုတ်ဘူးပေါ့နော်အကောင့်နဲ့ဆိုတာအမြဲတမ်းတွန်တွဲနေတာဆိုတော့လေဒီဟာလေးကလုံးဝကိုဘူတီဖြစ်နေလို့ညောင်းနေပါရဲ့နော်တည့်ရဲ့ဘူဘေးတွေမှာမကောင်းသူတရားပါခဲ့ရင်ကြောင့်ကျန်တဲ့တရားကမကောင်းသူတွေမဟုတ်ကြပါဘူးမကောင်းမှုကကျေလောင်သည့်တိုင်အနိုင်ရလို့မရှိပါဘူးနောက်ဆုံးမှအနိုင်ရလို့မရှိပါဘူးမကောင်းမှုကအနိုင်ရခဲ့ရင်ကျွန်တော်တို့ဒီအခုလို့ရှိနေတော့မှာမဟုတ်ပါဘူးတည့်ရဲ့စိတ်ဝိညာဉ်ဟာကောင်းတဲ့အရာတွေကနေဖြစ်တည်လာတာပါဒါကိုသိထားရင်ဘယ်တော့အခါမှတကူတည်းချစ်တယ်ရတော့မှာမဟုတ်ပါဘူးသင်ကကောင်းခြင်းတွေရဲ့သမိုင်းကြောင်းတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်တချို့ရက်တွေမှာကြော်ဖြတ်နိုင်လိမ့်မယ်လို့မခံစားရသည့်တိုင်သင်ကအရာအလုံးကိုကြော်ဖြတ်ပြီးဖြစ်တည်လာတဲ့ကောင်းသောဖြစ်တည်မှုတစ်ခုပါပဲဆိုပြီးတော့မှ Eric Rose ကနေပြီးတော့မှသူကရေးထားတာနော်အခုချိန်ကာလမှာဆိုကိုလည်းပဲအခုရက်ပိုင်းမှာ stress တွေအရင်သိပြီးတော့မှလုံးဝကိုစိတ်က impression level တော့0ဖြစ်နေတာဒါလေးကိုပြန်ပြီးတော့မှ sweat တင်နေပါ sweat တင်နေပဲစာလေးတွေဖတ်ပြတယ်ပေါ့နော်ဖတ်ပြတော့ကျန်တဲ့အမားကိုလည်းပဲအမားနဲ့အခြားတော့ပေါ့နော်မိတ်ဆွေတငယ်ချင်းတွေလည်းပဲဟိုဒီလေးရမှာစီပြန်ယူရပါနဲ့နော်အားလုံးပဲနောက်ပြီး